တဲ့ချင်းတိုင်းသားတရက်လုံးရဲ့နေတူးနေမြတ်ဖြစ်တဲ့82နှစ်မြောက်ချင်းမျိုးသားနေ့ခါသမယမှာကျမတို့ချင်းလူမျိုးများနဲ့တကွပြည်တော်စုသမ္မတမြန်မာနိုင်ငံသားအားလုံးကိုစိတ်နှပြကျမ်းမာရှင်လန်းပါစေကြောင်းဦးစွာနှုတ်ခွန်းဆက်သအပ်ပါရှင်။ကျမကတော့ချင်းပြည်နယ်ပလက်ဝမြို့နယ်ကမြို့နယ်ပညာရေးမှူးအငိမ့်စားဒေါ်စာစုဖြစ်ပါရှင်။ကျမအနေနဲ့ဒီနေ့ကျင်းပတဲ့22နှစ်မြောက်ချင်းမျိုးသားနေ့ခမ်းနားမှာတဘာပရိအဖြစ်မိဂွန်းပြောကြားခွင့်ရတဲ့အတွက်များစွာဝမ်းမြောက်ဂုဏ်ယူမိပါကြောင်းပြောကြားလိုပါတယ်ရှင်။ကျမတို့ချင်းမျိုးသားတရက်လုံးအထွတ်မြတ်ထားတဲ့နေတူးနေမြတ်ခမ်းနားမှာကြွားရောက်ဂုဏ်ပြုပေးပါတော့နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်တကွပြည်တော်စုဝန်ကြီးများဧည့်သည်တော်များကိုကျေးဇူးအထူးတင်ရှိပါကြောင်းပြောကြားလိုပါတယ်ရှင်။ချစ်ခင်လေးစားအပ်ပါတော့သွေးကြီးညီကိုမောင်နှမများရှင်။ချင်းမျိုးသားနေ့ဆိုတာကျမတို့ချင်းတိုင်းသားတရက်လုံးရဲ့အမှတ်သင်္ကေတဆိုတာထက်ဘုံဘထူးခြားလေးနဲ့တဲ့အနှစ်သာရတွေနဲ့ပြည့်ဝတဲ့နေ့တစ်နေ့ဖြစ်ကြောင်းဦးစွာပြောကြားလိုပါတယ်။လွတ်လပ်ခြင်းကိုလူလားတောင်းတခြင်းဒီမိုကရေစီစနစ်ကိုမျက်နှိုးတံပိုးထားတတ်ခြင်းပေါင်းစည်းခြင်းရဲ့အင်အားကိုယုံကြည်ခြင်းမတူကွဲပြားမှုကိုလေးစားအတိမတ်ပြုခြင်းစတဲ့အတ္တတာရတွေနဲ့ပြည့်ဝနေတာဟာချင်းမျိုးသားနေ့ပဲဖြစ်ပါတယ်ရှင်23/7/1938ခုနှစ်ကံပလက်မြို့လူထုဆွေးနွေးပွဲမှာမကွေးတိုင်းမင်းကြီးနဲ့ဥဝံတူမောင်ခေါင်းဆောင်သောချင်းလူထုတွဲဆုံရာတောင်းဆိုချက်များမအောင်မြင်ခဲ့တော့လဲ1946ခုနှစ်အောက်တိုဘာလတွင်ရွာပေါင်း60မှလူဦးရေ300တို့ကအောက်ပါသဘောတူဆုံးဖြတ်ချက်များကိုချမှတ်ပြီးဟာခဝန်တော်မင်းနဲ့ပလန်အရေးပိုင်မင်းတို့ထံပေးပို့ခဲ့ကြပါတယ်။၎င်းသဘောတူဆုံးဖြတ်ချက်များမှာကကြီးပဒေသရေစနစ်အရအမွေဆက်ခံအုပ်ချုပ်ရေးစနစ်မှပြည်သူလူထုရွေးချယ်သောအုပ်ချုပ်ရေးစနစ်သို့ပြောင်းလဲရေးဟာကွေပြည်သူများရွေးချယ်သောအုပ်ချုပ်သူများကိုလစာခံစားခွင့်ပေးရေးကဒေါ်ဘာတိုက်သူကြီးများကိုနှစ်စဉ်နှစ်တိုင်းတောကောင်နဲ့အိမ်မွေးတရိษံပေါင်းသားများဘူလီလုတ်သားများစားတောက်ဖွယ်ရာများစက်သားချင်းစနစ်ပပျောက်ရေးကအစိုးရဝန်ထမ်းများအတွက်ဗမာပြည်မှချင်းတောင်အထိဘူလီစနစ်ဖြင့်ရိတ်ခါများတဲယူစနစ်ပပျောက်ရေးအစိုးရဝန်ထမ်းများအတွက်ထင်းခုတ်ပေးခြင်းအိမ်ရောက်ပိုးသည့်စနစ်ပပျောက်ရေးတို့ဖြစ်ပါတယ်ကျမတို့ချင်းတိုင်းသားတွေဟာကိုလိုနီစနစ်အောက်ကလွတ်မြောက်ဖို့အင်တိုက်အားတိုက်ကြိုးပမ်းလာရှင်ချင်းပြည်နယ်အရရက်မှလူဦးရေ9000ခန့်တက်ရောက်ပြီးစီလုံးမှုပြရုပ်ဖြစ်1948ခုနှစ်ဖေဖော်ဝါရီလ20ရက်နေ့ဖလန်းမြို့တွင်ချင်းလူထုတရက်လုံးပါဝင်တဲ့ဆွေးနွေးပွဲကြီးကိုကျင်းပနိုင်ခဲ့ပြီးအဲ့ဒီလူထုဆွေးနွေးပွဲကြီးကနေဒီမိုကရေစီအုပ်ချုပ်ရေးစနစ်ကိုပြောင်းလဲကျင့်သုံးဖို့ဆုံးဖြတ်နိုင်ခဲ့ပါတယ်။အလင်းတင်လို့ဖြစ်ဆွဲချင်တာကတော့1948ခုနှစ်ဖေဖော်ဝါရီလ20ရက်နေ့မှာကျင်းပပြုလုပ်တဲ့ဖလန်းမြို့လူထုတွဲဆုံပွဲညီလာခံကိုရခိုင်မြောက်ပိုင်းတောင်တန်းခရိုင်ဖြစ်တဲ့ပလက်ဝမြို့ကအဘဦးထလိုင်းဦးဆောင်တဲ့ကိုယ်စားလှယ်30ဦးဟာစားနပ်ရိက္ခာကိုစီထမ်းပိုးပြီးညီလာခံကျင်းပရာဖလန်းမြို့ထိရှေ့ကျင်းလျှောက်ခဲ့ရခြင်းဖြစ်ပါတယ်။အဲဒါကြောင့်1950ပြည့်နှစ်အောက်တိုဘာလ9ရက်နေ့ပြုလုပ်တဲ့ချင်းရေးရာကောင်စီအစည်းအဝေးမှာချင်းဝိသီတတိုင်းရဲ့ပထမဆုံးချင်းရေးရာဝန်ကြီးဖြစ်သူဦးဝံတူးမောင်ကိုယ်တိုင်ချင်းမျိုးသားနေ့အဖြစ်သတ်မှတ်ဖို့တင်ပြဆွေးနွေးရတဲ့နှစ်စဉ်ဖေဖော်ဝါရီလ20ရက်နေ့ကိုချင်းမျိုးသားနေ့ဖြစ်သတ်မှတ်ခဲ့တာဖြစ်ပြီး1950ခုနှစ်ဖေဖော်ဝါရီလ20ရက်နေ့မှာပထမဦးဆုံးအကြိမ်ချင်းမျိုးသားနေ့ကိုချင်းပြည်နယ်မင်းတပ်မြို့မှာစတင်ကျင်းပလာခဲ့ကြတာဒီနေ့ဆိုရင်82ကြိမ်တိုင်ခဲ့ပြီဖြစ်ပါတယ်ရှင်။
ဒါကြောင့်ချင်းမျိုးသားနေဆိုတာလွတ်လပ်ခြင်းဒီမိုကရေစီကိုမျက်နှာချင်းဆိုတဲ့အနှစ်သာရတွေနဲ့ပြည့်ဝတဲ့နေတူးနေမြတ်ဖြစ်တယ်လို့ဆိုလိုခြင်းဖြစ်ပါတယ်ချစ်ခင်လေးစားအပ်ပါသောသွေးချင်းညီကိုမောင်နှမများရှင်ကျမတို့ချင်းတိုင်းသားတွေဟာဟိုးရှိပူဝီတနီကလေးကမျိုးနွယ်စုအလိုက်တိကျလွတ်လပ်စွာနေထိုင်ခဲ့တဲ့မျိုးနွယ်စု53မျိုးဖြင့်ဖွဲ့စည်းထားတဲ့လူမျိုးဖြစ်ပါတယ်ဒါပေမဲ့19ရာစုနောက်ပိုင်းမှာအင်္ဂလိပ်ကိုလိုနီလက်အောက်ကျရောက်ခဲ့ပြီး1948ခုနှစ်မှာတနိုင်ငံလုံးလွတ်လပ်ရေးရရှိခြင်းနဲ့အတူကျမတို့ချင်းတောင်တန်းစီလည်းဘယ်တော့မှမရှိခဲ့ဘူးတဲ့ချင်းဝိဒေသတိုင်းဆိုပြီးပေါ်ပေါက်လာခဲ့ခြင်းဖြစ်ပါတယ်။အချိန်ကချင်းမျိုးသားနေ့အစားချင်းဝိဒေသတိုင်းနေ့ချင်းပြည်နယ်နေ့စသဖြင့်အစားထိုးခေါ်ဝေါ်ဖို့အတင်းကျပ်ဖိအားပေးဆောင်ရွက်ခဲ့တဲ့ဖြစ်ရပ်များကြုံတွေ့ခဲ့ကြရပါတယ်။ဒါပေမဲ့ချင်းမျိုးချစ်ခေါင်းဆောင်များရဲ့တတိရှိရှိကြံ့ကြံ့ခိုင်ယက်တီချက်များကြောင့်ယနေ့ထိချင်းမျိုးသားနေ့အဖြစ်တည်ရှိနိုင်ခဲ့တာဖြစ်ပါတယ်ချင်းဝိဒေသတိုင်းကိုလိုနီနဲ့လက်အောက်ကချင်းတောင်တန်းခရိုင်လို့ခေါ်တဲ့တီးတိန်နယ်ဖလန်းနယ်ဟာခါနယ်ဖြစ်၎င်းပခုတ်ကူတောင်တန်းခရိုင်လို့ခေါ်တဲ့တံပလက်တိုင်းခွဲအဖြစ်၎င်းရခိုင်တောင်တန်းမြောက်ပိုင်းခရိုင်လို့ခေါ်တဲ့ပလက်ဝဒေသစတဲ့နယ်မြေ3ခုနဲ့ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီးလွတ်လပ်တဲ့အနာဂတ်ပြည်ထောင်စုနိုင်ငံတော်မှာစီလုံးခိုင်မာတဲ့ချင်းမျိုးသားတို့ရဲ့အင်အားကိုပထမဆုံးစုစည်းနိုင်ခဲ့ခြင်းဖြစ်ပါတယ်ရှင်။အဲ့ဒါဟာကျမတို့ချင်းတိုင်းသားတွေကပေါင်းစုကြီးအင်အားကိုငကိုကလေးကလက်ခံယုံကြည်ပြီးအတူကွဲပြားမှုကိုလေးစားတန်ဖိုးထားတတ်တဲ့အလေးထားရှိရဆိုတာကိုလက်တွေ့ကျင့်သုံးပြသနိုင်ခြင်းပဲဖြစ်ပါတယ်။အဲ့ဒါကြောင့်ချင်းမျိုးသားနေ့ဆိုတာချင်းတိုင်းသားတွေရဲ့အမတ်တင်ကေတနေ့တစ်နေ့ထက်ပိုတဲ့ပုံမလေးနဲ့ထူးခြားတဲ့အနှစ်သာရနဲ့ပြည့်စုံတဲ့နေထူးနေမြတ်ဖြစ်တယ်လို့ရည်ညွှန်းခြင်းဖြစ်ပါတယ်ရှင်။လေးစားအပ်ပါသောသွေးချင်းညီကိုမောင်နှမများရှင်။အခုလိုပဲချင်းမျိုးသားနေ့ကိုကျင်းပလာတာဆိုရင်82နှစ်တိုင်ခဲ့ပြီဖြစ်ပါတယ်။ဒီလိုနေ့ထူးနေမြတ်မှာကျမတို့ချင်းတိုင်းသားတွေအနေနဲ့လုံးဝမမေ့တင်တဲ့အချက်တွေရှိပါတယ်။အဲ့ဒါကတော့ဘာလဲဆိုရင်ချင်းတိုင်းသားတွေချင်းမျိုးသားတွေဆိုတာပြည်ထောင်စုနိုင်ငံတော်တည်ထောင်တဲ့နေရာမှာအဓိကပါဝင်ခဲ့တဲ့ချင်းတိုင်းသားဖြစ်တယ်လို့ဆိုတဲ့အချက်ပဲဖြစ်ပါတယ်။အားလုံးသိကြတဲ့အတိုင်းအနာဂတ်လွတ်လပ်တဲ့ပြည်ထောင်စုမြန်မာနိုင်ငံတော်ကိုတည်ထောင်ဖို့အတွက်ပြည်လုံးစာချုပ်ကိုအခြားတိုင်းသားများဖြစ်တဲ့ကချင်ရှမ်းဗမာတွေနဲ့အတူပင်လုံကတိကဝတ်နဲ့လက်မှတ်ရေးထိုးပြီးရခိုင်ကမရရှိခဲ့ဘူးတဲ့ခေတ်သစ်ပြည်ထောင်စုကြီးကိုတည်ထောင်ခဲ့တာဖြစ်ပါလေရှင်။ကျမတို့ချင်းတိုင်းသားတွေဟာပြည်ထောင်စုကြီးကိုထူထောင်ခဲ့တဲ့အဓိကတိုင်းသားလူမျိုးစုဖြစ်တာနဲ့အညီပြည်ထောင်စုနိုင်ငံတော်ကြီးဖွံ့ဖြိုးတိုးတက်လာဖို့နဲ့ပြည်ထောင်စုငြိမ်းချမ်းရေးအတွက်ကျမတို့ချင်းတိုင်းသားတွေရဲ့အင်အားလှုပ်အားစိုက်ထုတ်မှုများနဲ့အများကြီးသက်ဆိုင်တာဖြစ်လို့ပြည်ထောင်စုကြီးငြိမ်းချမ်းသာယာဝပြောဖို့ဆိုတာချင်းတိုင်းသားတွေရဲ့သမိုင်းပေးအမျိုးသားတာဝန်တရားဖြစ်ကြောင်းပြောကြားလိုပါတယ်။လွတ်လပ်ရေးရပြီးနောက်ပိုင်းနိုင်ငံတွင်းတည်ငြိမ်အေးချမ်းမှုမရှိခြင်းနဲ့အတူသက်ဆိုင်ရာဒေသအလိုက်ဖွံ့ဖြိုးမှုမရှိခြင်းကဒါရိုက်အချိုးကျနေတာကိုဘယ်သူမှမငြင်းနိုင်ပါဘူး။ချင်းတိုင်းသားတွေအနေနဲ့ချင်းတိုင်းသားငြိမ်းချမ်းသာယာဖွံ့ဖြိုးလာခြင်းနဲ့အတူပြည်ထောင်စုတစ်ခုလုံးငြိမ်းချမ်းသာယာဖွံ့ဖြိုးလာဖို့အတွက်လည်းတာဝန်ရှိကြောင်းအလေးနဲ့တိုက်တွန်းပြောကြားလိုပါတယ်။ချစ်ခင်လေးစားအပ်ပါသောသွေးချင်းညီကိုမောင်နှမများရှင်။ညီကုန်းချုပ်အနေနဲ့ပြောကြားချင်တာကတော့လွတ်လပ်ရေးရပြီးနောက်ပိုင်းပြည်ထောင်စုမြန်မာနိုင်ငံတော်ရဲ့လို့ဒီနေ့တိုင်ရက်တီလာနိုင်အောင်ခေတ်အဆက်ဆက်ထိန်းသိမ်းလာခဲ့ကြတဲ့နိုင်ငံခေါင်းဆောင်များနဲ့ဒီနေ့နိုင်ငံတော်ကိုဥဆောင်ဥရွက်ပြုနေတဲ့ခေါင်းဆောင်အပေါင်းကိုကျေးဇူးဥပက္ခရတင်ရှိပါကြောင်းချင်းမျိုးသားတရက်လုံးကိုစားထပ်လောင်းပြောကြားလိုပါတယ်ရှင်။ထို့အတူကျမတို့ချင်းတိုင်းသားတွေအနေနဲ့လည်းပြည်ထောင်စုသားတာဝန်ကိုအတိတ်ကကြေပြွန်ခဲ့သလို
နောက်အနာဂတ်မှာလည်းဆက်လက်ကြည်ပြွန်ကြပါစို့အနည်းနဲ့အလားလားတောင်းတခဲ့ကြတဲ့ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီးကိုအောင်မြင်စွာတည်ဆောက်နိုင်ရေးအတွက်လည်းပဲမငြိမ်းချမ်းလို့မဖြစ်ဘူးဆိုတာကိုကိုယ်စီနှလုံးသွင်းကြရင်ညီအကိုတိုင်းရင်းသားများနဲ့စီလုံးညီညွတ်စွာလက်တွဲပြီးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြပါစို့လို့တိုက်တွန်းခြင်း82နှစ်မြောက်ချင်းမျိုးသားနေ့ကိုကြိုးစိုးဂုဏ်ပြုပါကြောင်းပြောကြားရင်းညီကုန်းချုပ်အပ်ပါရှင်